ကိုစိတ်ကူးနေရလားဒါဆိုရင်ခုဗီဒီယိုလေးကမိတ်ဆွေတွေဖြစ်ပါလိမ့်မယ်ရှင်ဒီနေ့မှာတော့ကျမကိုယ်တိုင်ကြုံတွေ့ရတဲ့ဖြစ်ဖြစ်လေးနဲ့တကူဖုံးဝယ်တော့မယ်ဆိုရင်ဒီကကိုကိုတိုင်းစဉ်းစားရမယ့်အချက်လေးတစ်ခုကိုမျှဝေပေးချင်ပါတယ်ရှင်ဖုံးလောကထဲမှာတော့ပါကင်နဲ့စကန်ဆိုပြီးတော့2မျိုးနှစ်စားရှိပါတယ်ကျမတို့ဆိုင်မှာရောင်းပေးရတော့အာမခံနဲ့ရောင်းချပေးတဲ့စကန်ဖုံးလေးတွေကြီးပဲဖြစ်ပါရဲ့ရှင်အဲ့ဒါအောင်မှပါကင်ပဲလုံးဝကင်စားရှိရဲကိုမျက်စိရှိမှာပါကင်ဖောက်ရတာကိုစိတ်တက်နဲ့ကိုကိုတိုင်းပါကင်ဖောက်ရတာကိုစိတ်တက်တဲ့လူလေးတွေကပါကင်မဲဝယ်ပါလို့အကြံပေးပြစေရှင်စကန်ဆိုတဲ့သဘောတဘာဝကတော့တစ်လက်ကင်လည်းဖြစ်ဖြစ်မယ်နှစ်လက်ကင်လည်းဖြစ်ဖြစ်မယ်စကန်ကစကန်ပါပဲရှင်ဘလောက်ပဲလုံးဝတက်နေပဲပြောစကန်ဟာစကန်ပါပဲကျမတို့အာမခံပေးတာကလည်းလုံးဝပြန်လည်ပြုပြင်ထားခြင်းမရှိတဲ့ all body all man အကြောင်းအရာလေးကိုအာမခံပေးလို့ရပါတယ်ကျမတို့ဆိုင်မှာရောင်းပေးရတော့စကန်ဖုန်းလေးတွေကိုမှအာမခံ10ရက်နဲ့ရောင်းပေးပါရရှင်အာမခံ10ရက်ကတော့ပထမပိုင်းဆိုင်ရာမှန်ပိုင်းဆိုင်ရာပဲအာမခံပေးတာပါဖုန်းတစ်လုံးဝယ်သွားလိုက်လို့ဖုန်းနဲ့မနိုင်တဲ့ application တွေထည့်ပြီးတော့စစ်ကြောင်တာမျိုးတွေကိုအာမခံပေးတာမဟုတ်ပဲဒီပတိအားမတက်တာအားမဝင်တာအားမနေတာပေါ့နော်။ပိုင်းဆိုင်ရာမှာစစ်ပြောက်ရအလင်းပေါက်ရအစင်းချောင်းရဖြစ်လာရင်ဒါမျိုးလေးတွေကိုမှန်ပိုင်းဆိုင်ရာပတိပိုင်းဆိုင်ရာကိုပဲအာမခံပေးခြင်းပဲဆိုလိုတာပါ။ဒီ10ရက်အတွင်းမှာကျမတို့ဒီအာမခံပေးလိုက်တဲ့စီမင်းစီကန်းလေးတွေနဲ့ကိုက်ညီနေတဲ့အဲ့ဒါပါနေရဆိုရင်တော့ကျမတို့ဆိုင်ကဝယ်သွားတဲ့ဖုန်းလေးတွေကို10ရက်အတွင်းဝေးတပြားတစ်ချက်မှမရောပဲပါစက်လုံးဝမခွာပဲနဲ့ဒဲချင်းပေးတာကိုဆိုလိုတာဒီအမခံပေးတဲ့10ရက်အတွင်းမှာဘာအရာမှမပါပဲနဲ့ကိုမကြိုက်တော့လို့တခြားအလုံးကိုလဲချင်တယ်ဆိုရင်ပါစက်လုံးဝမခွာပဲနဲ့လဲပေးတာမျိုးဆိုလိုတာမဟုတ်ပါဘူးရှင်ဒီအကြောင်းအရာလေးနဲ့ခြုံငုံပြီးပြောရရင်တော့ပါကင်ကန်ရတာစိတ်တက်တဲ့လူကပါကင်ကိုပဲရွေးချယ်ဝယ်ပါရှင်စကန်ကိုမှကိုကပေးရတဲ့ဈေးနဲ့ run တောင်းတောင်းလေးနဲ့ကိုင်ငင်နဲ့ဆိုလို့ရှိရင်တော့ကျမတို့ဆိုင်မှာအာမခံလည်းရောင်းချပေးနေပါတယ်အယောင်းဝယ်လက်ထက်လည်းအားလုံးရပါတယ်ရှင်ဒါလေးကိုမိတ်ဆွေတို့သိရအောင်အတွက်မျှဝေပေးလိုက်ရပါတယ်ရှင်